အားလုံးမင်္ဂလာပါအားလုံးနေကောင်းချမ်းသာကြမယ်လို့ကျွန်မယုံကြည်တယ်ဒီနေ့ကျွန်တော်တို့အချိန်ရတဲ့အချိန်မှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကဆွေးနွေးသွားကြရအောင်ကျွန်မဒီနေ့ယူဆောင်လာတဲ့နှုတ်ကပတ်တော်ကကြတော့ဂေါရိန္တုဩဝါဒစာဒုတိယဆောင်အခန်းကြီး73အငယ်9ဂေါရိန္တုဩဝါဒစာဒုတိယဆောင်အခန်းကြီး73အငယ်9သင်တို့သည်ယုံကြည်ခြင်း၌တည်သလောမတည်သလောဟုကိုစစ်ကြောကြလောကိုစုံစမ်းကြလောအစစ်မခံနိုင်သောသူမမှန်လျင်ယေရှုခရစ်သည်သင်တို့၌တည်တော်မူသည်ဟုကိုအကြောင်းကိုမတိကြသလောဒီနေ့ကျွန်မခေါင်းစဉ်ပေးချင်တာကကြတော့တင်းရဲ့ယုံကြည်ခြင်းကိုစစ်ဆေးပါတင်းရဲ့ယုံကြည်ခြင်းကိုစစ်ဆေးပါတင်းရဲ့ယုံကြည်ခြင်းကိုစစ်ဆေးပါဆိုတော့ဘာကိုစစ်ဆေးရမလဲလို့သင်ထင်လိမ့်မယ်တင်းယုံကြည်ခြင်းခရစ်တော်၌ယုံကြည်ခြင်းရှိမရှိဒီနေ့တည့်ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးဖို့ရန်အတွက်ဒီနေ့အနေငယ်နေနဲ့ကျွန်မစဉ်းစားစေချင်တယ်ဆိုတော့ယုံကြည်ခြင်းဆိုတဲ့အခါမှာတချို့လူတွေကယုံတယ်ကျွန်မတို့တချို့လူတွေပြောကြတယ် I believe something လို့ပြောတယ်ဒါပေမဲ့သူတို့တခုခုကိုယုံတယ်ဘာတခုခုကိုယုံလဲသူတို့ကိုယ်တိုင်လဲသူတို့မသိတဲ့သူလည်းရှိတယ်တချို့ဆိုလဲဖះကိုယုံမှာထက်ဆိုင်ရင်ဖះရှိတယ်လို့ကျွန်မတို့ကပြောတယ်ဒါပေမဲ့ဖះရှိတယ်တင်ဆိုမှကျွန်မတို့ကသူတို့ကိုခွန်အားပေးတယ်ဒါပေမဲ့သူတို့ကဖះရှိတာထက်ခါကျရင်သူတို့ကတရေတွေကိုပိုကြောက်တတ်တယ်ဆိုတော့တရေတွေကိုကြောက်ပြီးကြောက်တာမျိုးကျွန်တော်တို့မြင်ရတာပေါ့နော်ဖះကိုယုံတာတဲ့တရေရှိတယ်ဖះရှိတယ်လို့ပြောတဲ့ဆိုင်တရေရှိတယ်ဆိုတော့သူတို့ကယုံပြီးကြောက်နေတတ်ကြတယ်တချို့လူအဲ့လိုမျိုးရှိတယ်အဓိကပြောချင်တာကသူတို့ကယုံတယ်ဒါပေမဲ့သူတို့ယုံကြည်နေတဲ့အရာတွေကသူတို့ဘာကိုယုံလဲသူတို့အနေနဲ့တခုခုယုံနေတယ်မဲ့သူတို့ဘာယုံလဲဆိုတော့သူကိုယ့်ရဲ့ယုံကြည်ခြင်းကိုဒီနေ့ကျမတို့အနေငယ်အနေနဲ့ဆွေးနွေးသွားခြင်းနဲ့စမ်းစစ်စေခြင်းနဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းသင်ကခရစ်တော်၌ယုံကြည်ခြင်းရှိမရှိကိုဒီနေ့အနေငယ်အနေနဲ့ကျမတို့ဆွေးနွေးသွားချင်ပါတယ်ဆိုတော့ဒီတမန်ကျမ်းစာကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး73ကိုပေါလုကသူကရေးထားတာဖြစ်တယ်ပေါလုကကောရိန္သုမြို့သူမြို့သားတွေစီမှာသူကပို့လိုက်တဲ့အစာဖြစ်တယ်နောက်အဆုံးသတိပေးခြင်းဆိုမှာကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး73ရဲ့အထိပ်မှာလည်းရေးထားတယ်ဒီကောရိန္သုမြို့သူမြို့သားတွေကသူတို့ဘာပြောလဲဆိုရင်သူတို့ကမာယွန်းနဲ့ဆီယာတွေတချို့လူတွေမာယွန်းနဲ့ဆီယာနောက်ကိုသူတို့လိုက်ပြီးမှသူတို့ယုံကြည်ခြင်းကမာယွန်းနဲ့ယုံကြည်ခြင်းကတွေ့ဟာဖြစ်တဲ့စိတ်နှခွာဖြစ်တာတော့သူတို့ကိုယ်တိုင်ကမတဲကွဲတာတော့အဲ့လိုမျိုးတွေသူတို့ရှိတယ်ဆိုတော့ကောရိန္သုမြို့သူမြို့သားတွေကသူတို့ကနားမာယွန်းနဲ့ဆီယာတွေနောက်လိုက်တာပဲမဟုတ်ပဲသူတို့ကနားယောင်သွားကြတယ်ဆိုတော့ဒါကြောင့်ပေါလုကတည့်ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးပါဆိုမှပြောတယ်ဒီစာကကောရိန္သုမြို့သူမြို့သားတွေတပုံပဲဒီမှာရှိတဲ့ညီကိုမောင်မယုံကြည်သူတွေအားလုံးအတွက်ကျမတို့ရဲ့တက်တာကိုစစ်ဆေးဖို့ရန်အတွက်ကျမဒီနေ့အနေငယ်ယူဆောင်လာခြင်းနဲ့တင်းရဲ့အသက်တာမှာရောတကယ်ပဲတင်းခရစ်တော်၌ယုံကြည်ခြင်းတကယ်ပဲရှိလားခရစ်တော်ကိုမိရဲ့ကဲတင်ပိုင်ရှင်ဖြစ်တင်တကယ်ပဲလက်ခံပြီးပြီလားခရစ်တော်ယုံကြည်တဲ့သူတွေကခရစ်တော်ကိုယုံကြည်ပြီးပြီဆိုရင်မြေကဲတဲ့ပိုင်ရှင်ဖြင့်နောအဖြစ်ဝင်ခံတစိတ်တန်ရှင်တော်ဝိညာဉ်တော်တစိတ်ခတ်ချင်းခံရတယ်တန်ရှင်တော်ဝိညာဉ်တော်တစိတ်ခတ်ချင်းခံရတဲ့သူတွေကသူတို့တက်တာထဲမှာဝိညာဉ်တော်ဖာပြကသူတို့ကိုတွန်းတင်တဲ့လမ်းပြတဲ့သူတို့ကသူတို့ရဲ့လူစားတည်နေတဲ့အသက်ရှင်တာမဟုတ်ဘဲနဲ့ဝိညာဉ်တော်ဖော်ပြတဲ့အတိုင်းပဲအသက်ရှင်နေဒီမှာနောက်ဖတ်ကြည့်မယ်ဆိုရင်ပေါလုကပါကောရိန္သုဒုတိယဆောင်ခန်းကြီး73အငယ်6ထဲမှာငါတို့သည်အစစ်ခံနိုင်သောသူဖြစ်သည်ကိုသင်တို့သိကြလိမ့်မည်။ငါထင်မှတ်မျှော်လင့်ခြင်းရှိ၏တဲ့။ငါကျွန်တော်အားလုံးကတဲ့ကျွန်တော်ကျမတွေအားလုံးအစစ်ခံနိုင်သောသူဖြစ်မိအကြောင်းတဲ့သင်တို့သိကြလိမ့်မည်ငါထင်မှတ်မျှော်လင့်ခြင်းရှိ၏တဲ့။ဆိုတော့ကိုစစ်ဆေးဖို့ရန်အတွက်ငါတို့သည်တဲ့တင်တို့တီတော်ပြောတော့ငါတို့ဒီအစစ်ခံနိုင်တော်သူဖြစ်သည်ကိုတင်တို့တိကျလိမ့်မည်ဟုငါထင်မှတ်မျှော်လင့်ခြင်းရှိ၏တဲ့အပိုင်းငယ်ဆက်ခွန်ထဲမှာ73ကိုရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး73အငယ်ခွန်ထဲမှာငါတို့ဒီအစစ်ခံနိုင်ကြောင်းထင်ရှားစေခြင်းကငါအလိုရှိသည်မဟုတ်တဲ့ကိုကလည်းကိုစစ်ဆေးပြီးဒါပေမဲ့စစ်ဆေးပြခါမှာဟာငါတကယ်ပဲငါယုံကြည်ခြင်းကမှန်တယ်ဆိုမှကိုက proud ဖို့ရန်အတွက်သူတစ်ပါးရဲ့ယုံကြည်ခြင်းကိုအထင်သေးဖို့ပြောတာမဟုတ်ပါဘူးဒါကြောင့်ဒီမှာငါတို့ဒီအစစ်ခံနိုင်ကြောင်းကိုထင်ရှားစေခြင်းကငါအလိုရှိသည်မဟုတ်တခါတလေမှာလူတွေကသူတို့ကသူတို့ရဲ့ယုံကြည်ခြင်းကမဟုတ်ဘူးသူကတချင်းဆိုရင်လည်းမကဘူးဆိုတော့တကယ်မနှိုးကြဝိညာဉ်တော်မရသေးဘူးဆိုမှတချို့လူတွေအဲ့လိုထင်တယ်မဟုတ်ပါဘူးသူတို့တိတ်လေးနဲ့လည်းဖျားကို
ကိုးကွယ်တာလည်းဖြစ်နိုင်ပါတယ်။အိုးချီအရန်ချီးမွမ်းပြီးကိုးကွယ်မှာအိုးအရန်ကခုံတိုင်းလဲသူတို့ရဲ့အထဲမှာတကယ်ပဲသူတို့ရဲ့ယုံကြည်ခြင်းကိုစစ်မှန်တယ်။အိုး तू ကတကယ်ပဲမှန်ကန်တယ်လို့လည်းပြောလို့လည်းမရပါဘူး။ဒါကြောင့်ညီကိုမောင်မတွေသူတပားကိုစစ်ကြောစင်ဟိုထက်ဆိုင်ကိုယ့်ရဲ့ယုံကြည်ခြင်းကိုပဲအမြဲတမ်းနေ့တိုင်းစစ်ဆေးဖို့လိုအပ်ပါတယ်။အစစ်ခံတဲ့ကြောင့်ထင်ရှားစေခြင်းကငါလိုရှိသည်မဟုတ်လို့ပြောတယ်။အစစ်မခံနိုင်တော့သူကဲ့သို့ထင်တော်လဲသူတို့ဒီကောင်းမွန်စွာကျင့်စေခြင်းကမကောင်းတော့အကျင့်တဆုံတစ်ခုကိုများမကြည့်မိကြောင်းငါသည်ဖျားသခင်ကိုဆုတောင်းပတနာပြု၏တဲ့တင်တို့ကပါလဲကောင်းမွန်တင်တို့ဒီကောင်းမွန်စွာကျင့်စေခြင်းကတဲ့တင်တို့ရဲ့အသက်တာထဲမှာကောင်းမွန်တဲ့အကျင့်တွေကျင့်စေဖို့ရန်အတွက်မကောင်းတဲ့အကျင့်တွေကိုတဆုံတစ်ခုကိုများမကြည့်မိကြောင်းတဲ့ပေါ်လူကပါပြောလဲဒီကျမတို့အပြစ်နဲ့ကင်းစင်ဖို့ရန်ကျမတို့ရဲ့တက်တာထဲမှာအပြစ်နဲ့ကင်းစင်ဖို့ရန်အတွက်ကျမတို့အမှုတော်မြတ်ထဲမှာပါဝင်တဲ့အခါမှာလဲစိတ်အားထက်သန်သူစိတ်အားထက်သန်ပြီးပါဝင်ဖို့ပြီးရင်တဆိုင်တမကျမတို့ရဲ့ယုံကြည်ခြင်းကတကယ်ကိုပဲခရစ်တော်ကိုဦးတည်တဲ့ယုံကြည်ခြင်းဖြစ်ဖို့ခရစ်တော်ကိုရတဲ့အသက်တာဆိုရင်ကျမတို့ကခရစ်တော်နဲ့ပို့ပြီးတဒံတူလာမှာဖြစ်တယ်ခရစ်တော်ကနှိမ့်ချခြင်းတစားစင်နဲ့သူရဲ့အသက်တာကနှိမ့်ချခြင်းနဲ့သူအစေခံတဲ့အရာတွေကျမတို့ရဲ့အသက်တာထဲမှာလည်းဒီအရာတွေထင်ရလာမှာဖြစ်တယ်မိတ်ဆွေဒါကြောင့်တင်းရဲ့ယုံကြည်ခြင်းကတင်းတကယ်ပဲခရစ်တော်ကိုခရစ်တော်၌ယုံကြည်ခြင်းရှိသလားဆိုတော့တင်းရဲ့ယုံကြည်ခြင်းကိုကျွန်မအနည်းငယ်အနေနဲ့ဒီနေ့စစ်ဆေးစေချင်ပါတယ်သူတို့ဘာကိုစစ်ဖို့မပြောရမှာပေါ့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကိုဟာနဲ့ကိုစစ်ဖို့ရန်အတွက်ဒီနေ့ကျွန်မဒီနေ့အနေငယ်ယူဆောင်လာတယ်ဒါကြောင့်ပေါလုကဘာပြောလဲနောက်ဆုံးမှာငါသည်ဖျားသခင်ကိုဆုတောင်းပတနာပြု၏တဲ့သူကဆုတောင်းပေးတယ်မိတ်ဆွေဆုတောင်းပေးတယ်ကျမတို့လည်းယုံကြည်သူတွေတယောက်နဲ့တယောက်တကယ်လို့သင်ကတရားရောက်ကိုအားမလို့အားမြဖြစ်တယ်ဆိုတော့ဆုတောင်းပေးပါကျမတို့ဆုတောင်းပေးပါအဓိကတော့ကိုယ်တိုင်အဲ့လိုမျိုးသူတစ်ပါးတွေကိုသူတစ်ပါးတွေရဲ့ယုံကြည်ခြင်းကိုစစ်ဆေးဖို့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးဖို့ကိုလည်းဆုတောင်းဖို့လည်းအရေးကြီးပါတယ်ကိုယ့်ရဲ့ယုံကြည်ခြင်းငါတကယ်ပဲဒီအရာတွေကိုငါဒီလူစားတိဇာတိသဘောတွေကိုလွန်ဆန်နိုင်ပြီလားကောင်းတဲ့အရာဖျားရဲ့နှစ်သက်ဖွယ်တဲ့အရာတွေကိုကျင့်နိုင်တဲ့သူဖြစ်ပြီလားဆိုတဲ့အရာလေးကိုကိုအနေနဲ့စမ်းစစ်စေခြင်းနဲ့ဒါကြောင့်ညီကိုမောင်မတွေသင်ရဲ့တက်တာထဲမှာတဲယုံကြည်ခြင်းခရစ်တော်၌ရှိတဲ့ယုံကြည်ခြင်းဖြစ်ဖို့ရန်အတွက်ဒီနေ့အနည်းငယ်ဆင်ခြင်နဲ့ခွန်အားပေးချင်ပါတယ်ဂျာနာရဲ့သူစီရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ